ပဲမင်္ဂလာပါဒီနေ့မှာတော့ပေါ့နော်မိတ်ကပ်ပြင်လေးလေးကိုပြပြသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်ဒီမီနူရဲ့ဝင်မှာမီနူရဲ့ဝင်ပြီးဒီထက်ဝင်မှာပြီးသားရင်ဆိုရင်အောက်လေးကိုဆွဲလိုက်ပါဘာလို့ရနည်းနည်းဆွဲပါအပြည့်ပြန်ရမှာမလို့ဆွဲပါမိတ်ကပ်ဆိုတဲ့ပုံလေးကိုတွေ့ပါမယ်ဟာပါစာလေးကိုရေးထားပါအဲ့ဒါလေးကိုနှိုက်လိုက်ပါမပေါ့နော်ကိုတက်တဲ့ရပြောင်းလို့ရပါတယ်ပုံရမှာမြေခုံးပေါ်တင်းရမှာဆိုတော့မြေအောင်လေးချဲလိုက်မယ်ပုံမယူကြည့်ခိုင်းမယ်လို့ပြောလိုက်နောက်ပြီးရင်ပုံမယူကြည့်ခိုင်းမယ်ကိုကြိုက်တဲ့ရောင်ရွေးပြီးရင်ဒီထက်ဝင်နော်ဝင်ပြီးရင်ဘာလေးယူရမလဲဆိုတော့လေဝင်ရောင်လေးယူလိုက်မယ်နော်ယူပြီးရင်ကိုကြိုက်တဲ့ရောင်ရွေးပြီးရင်ဒီထက်ဝင်နော်အဲ့ထက်ဝင်ပြီးရင်ပေါ့နော်ပါနေချင်မှာဆိုအနည်းရောင်လေးထည့်လိုက်ပါတယ်ပြီးရင်ဒါလေးကိုနှိပ်ပါကိုကြိုက်တဲ့ရောင်ရွေးမှာခန်းနေဆိုတာလေးရပေါ့နော်မခန်းနေနေအောင်လေးရွေးလိုက်ပါမယ်နောက်ပြီးရင်ပေါ့နော်စက်ကကလေးကိုနှိပ်လိုက်ပါတကယ်လို့မိတ်ကပ်ပြထားဖြစ်ချင်ပေါ့နော်ဒီဒါလေးကိုနှိပ်ပါကဲအဲ့ဆိုပြေလို့ပြီးသားပါပြီနောက်ပြီးရင်လည်းဘာမင်းအောင်လဲဆိုတော့ကမ္ဘာမမောရပါဘူးခဏလေး subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အားလုံးမတက်တာပါ